ကျန်တဲ့ဝင်ကြီးတွေကတော့တယောက်ပြီးတယောက်တနက်ထိမှန်ပြီးတော့အတုံးယုံလဲကြကုန်ပါတော့တယ်တောင်တန်းဒေသဝင်ကြီးမိုင်းမစော်ဝါကြီးဆက်ဆံတော်နဲ့ဗန်နာရေးနဲ့အခွန်တော်ဌာနဝင်ကြီးတခင်များတို့နှစ်ဦးကတနက်တန်ရနှစ်ချက်စီနဲ့ကြာဆုံးခဲ့ပါတယ်။စပွဲပေါ်မှာလက်ထောင်ရင်ပါဇက်ဟလျက်သွေးများယူစီးကြနေတဲ့မိုင်းမွန်စော်ဝါကြီးဆက်ဆံတော်နဲ့အလဲလဲအပြူပြူဖျူဖျဲကြာဆုံးနေကြတဲ့နိုင်ငံခေါင်းဆောင်ကြီးတွေရဲ့မြင်ကွင်းကတော့ရင်နှင့်ကြည်ကွဲစရာအတိပဲဖြစ်ပါတယ်။တနက်ဒဏ်ရာ6ချက်နဲ့ငြိမ်သက်နေတဲ့ပညာရေးဝန်ကြီးဦးရာဇတ်နဲ့တနက်ဒဏ်ရာ9ချက်နဲ့ကလတ်ထိုင်ပေါ်မှာခေါင်းငိုက်ဆိုင်ကျနေတဲ့တရင်နဲ့ပြန်ကြားရေးဌာနဝန်ကြီးဒီတို့ဥပချိုတို့နှစ်ဦးကဒီအချိန်မှာမသေးသေးပဲအသက်ရှူနေစေဖြစ်ပြီးတော့ဒီတို့ဥပချိုကမွန်းလွဲတနာရီ45မိနစ်မှာကွယ်လွန်ခဲ့ပါတယ်ဥပဝင်းကတော့တနက်ဒဏ်ရာ8ချက်နဲ့သူ့ရဲ့ထိုင်ကုန်မှာခေါင်းငိုက်ဆိုင်ကျထိုင်လျက်သားကြာဆုံးသွားခဲ့ပါတယ်စက်မှုလက်မှုနဲ့အလုပ်သမားဌာနဝန်ကြီးမန်းဘာခိုင်ကတနက်ဒဏ်ရာ15ချက်လမ်းမဆက်သွယ်ရေးနဲ့တေယူပို့ဆောင်ရေးအတွင်းဝင်ဦးအောင်မောင်ကတနက်ဒဏ်ရာ9ချက်နဲ့ကြာဆုံးခဲ့ပြီးတော့ပညာရေးဝန်ကြီးဦးရာဇက်ရဲ့တပ်တော်ဆောင်ရဲဘော်ကိုတွေကတနက်ဒဏ်ရာ4ချက်နဲ့မိုးလွယ်2နာရီ15မိနစ်ရန်ကုန်စီးရုံကြီးမှာကွယ်လွန်ခဲ့ပါတယ်နောက်တော့မတ်တရက်ပြစ်ခတ်နေတဲ့လူသက်သမားတွေကဒူးထောက်ထိုင်လိုက်ပြီးတော့အားရပါရပြစ်ပါတော့တယ်စိတ်တိုင်းကြပြစ်ခတ်ပြီးတဲ့နောက်မှာတော့လူသက်သမားတွေကအပြစ်ရက်ပြီးတော့လှေကားရှိရာဘက်ကိုပြေးထွက်သွားကြပါတယ်ဒီချိန်လှေကားထိပ်အခန်းထဲကဝင်းကြီးဦးရာဇက်ရဲ့တပ်တော်ဆောင်ကိုထွေးထွက်လာတော့လူသက်သမားတွေကကိုထွေးကိုစတင်းကန်းနဲ့တစ်ချက်မှွေလိုက်ပြီးတော့ဟေးမဆိုင်သူတွေဖဲနေအောက်ကဆင်းကြလို့လှမ်းអော်ရင်းလှေကားအတိုင်းတဟုန်တို့ပြေးဆင်းသွားကြပါတယ်အောက်ကစင်ဝင်အောက်မှာကားဆက်နှိုးပြီးအစင်သင့်စောင့်နေတဲ့သူခကားပေါ်ကိုတက်ပြီးတော့စပန်လန်းယခုဘုံကျော်လန်းထွက်ပေါက်ကြီးကထွက်တဲ့လက်ဝဲဘက်ကိုကွေ့ဒါဟိုစီလန်းအခုဗန်ဒူဒလန်းရဲ့အနောက်ဘက်အတိုင်းအတားအဆီးမရှိထွက်ပြီးမောင်းနေလွတ်မြောက်သွားကြပါတယ်ဦးစောဟာဖဆပါလာခေါင်းဆောင်ပိုင်းအားလုံးကိုလှုပ်ကြံတက်ဖြတ်နိုင်မှဖဆပါလာအစိုးရပြုတ်ကြမယ်လို့တွက်ပြီးတော့ဖဆပါလာအဖွဲ့ချုပ်ဒုဥက္ကဋ္ဌနဲ့တိုင်းပြည်ပြုလွတ်တော်ဥက္ကဋ္ဌတခင်နုကိုပါလှုပ်ကြံမှုတပြေတဦးဖြစ်တဲ့ဘာညွန်ကိုစေလွတ်ခဲ့ပြီးနဲ့အဲ့ဒီနေ့ကတခင်နုရုံးမတက်နိုင်လို့လှုပ်ကြံခံရမဲ့ဘေးကလွတ်သွားခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့ခေါင်းဆောင်ကြီးတွေကိုလူသက်သမားတွေကလှုပ်ကြံတက်ဖြတ်ပြီးတဲ့နောက်မှာအခန်းထဲကိုပထမဆုံးရောက်ရှိလာတဲ့ဘိုးထွန်းလာကဗိုလ်ချုပ်ကိုလဲနေရကနေထူကြည့်ခဲ့တော့ရင်ဘက်မှာဒဏ်ရာ2ချက်3ချက်ခန့်ရတယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့ရန်ကုန်စေယုံကြီးကိုပို့ဆောင်ပြီးတဲ့နောက်မှာဆရာဝန်ကြီးတွေရဲ့အသေးချာစစ်ဆေးကြည့်ရှုတဲ့အခါမှာတော့ဗိုလ်ချုပ်ကောင်မှာတနက်ဒဏ်ရာ73ချက်တီတီတွေ့ခဲ့ရပါတယ်ပျော်ဝဲဦးမြနဲ့တူပြတင်းပေါက်ကခုံချခဲ့တဲ့အတွင်းဝင်ဦးရွှေဘော်ကတော့လုံးဝထိခိုက်ခြင်းမရှိပါဘူးကျမ်းမြေပေါ်ကိုမှောက်လှဲ့ချခဲ့တဲ့ဦးအောင်စံဝေလည်းထိခိုက်ဒဏ်ရာမရခဲ့ပေနဲ့ဦးဖာချမ်းရဲ့လက်ဝဲဘက်နံပါတ်တစ်ချက်လက်ရဘက်လက်တကြွယ်မှာတစ်ချက်အပေါ်ယံရှက်ထိမှန်ခဲ့ပါတယ်တကယ်တော့ဦးဖာချမ်းကအဲ့ဒီနေ့ကအစည်းအဝေးတက်ဖို့မရည်ရွယ်ခဲ့ပါဘူးဘာဖြစ်လဲဆိုတော့သူဟာဟင်းသရခရိုင်ကိုခီးထွက်ရာကနေပင်ရောက်ခါစားဖြစ်ပြီးတော့အေးမိအနှဲငယ်မနာမကျန်းဖြစ်နေတာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့သူကဒီနေ့အရေးကြီးသတင်းတူးတစ်ခုကိုအမြန်ဆုံးတင်ပြအစီအကံဖို့လိုအပ်တယ်လို့ယူဆပြီးအစည်းအဝေးကိုကြိုးစားလာတက်ခဲ့ခြင်းဖြစ်ပါတယ်ဥပချမ်းရရှိခဲ့တဲ့သတင်းတူးတစ်ခုကတော့လွန်ခဲ့တဲ့ဂျွန်လနောက်ဆုံးအပတ်ကဘိုးတော်ကပစ္စည်းတူလောင်ရေးတပ်ဖွဲ့ကနေဘရင်းကန်အလက်200ကျော်ပျောက်ဆုံးခဲ့တဲ့တရက်ခါဂလုံဦးစောဖြစ်တယ်ဆိုတာတင်ပြဖို့ပဲဖြစ်ပါတယ်ဂလုံဦးစောရဲ့လှုပ်ရှားမှုတွေကိုပလိတ်ဘက်ကသတိပြုမိနေရတော့ကြားပါပြီ။နောက်ပြီးဦးစောအိမ်နဲ့မျက်နှာချင်းဆိုင်အိမ်မှာနေနေတဲ့စစ်ရုံးချုပ်ကလုံခြုံရေးအရာရှိ Lieutenant Colonel Gordon Han ကဦးစောရဲ့လူတက်မှုတွေကိုသင်္ကာမကင်းဖြစ်တယ်။မိမိနေကနေစစ်သုံးမှန်ပြောင်းနဲ့ညအချိန်စောင့်ကြည့်နေကြရဦးစောဟာတပြည့်4-5ယောက်နဲ့အတူအေးရရေပြင်မှာလှေတစင်းနဲ့အလုတ်ရှုပ်နေတာကိုကြိမ်ဖန်များစွာတွေ့မြင်ခဲ့ပြီးတော့ဒီသတင်းကိုလည်းဘယင်ကန်ရဲ့အတွင်းဝင် Felix ထဲမှာတစင်းဘယင်ကန်ကဇွန်လ18ရက်နေ့မှာတည်ထားပြီးဖြစ်ပါတယ်။နောက်ပြီးအဲ့ဒီလှုပ်ကြံမှုဖြစ်ပွားခဲ့တဲ့နေ့ကလူ9ဦးကိုတင်ဆောင်ကအပြေးမောင်းနေလာခဲ့တဲ့ဂျက်ကားလေးတစ်စီးဦးစောအိမ်ထဲကိုချိုးဝင်သွားပါတယ်။အဝင်းမှာဂလုံဦးစောနဲ့စုံပြီးကြတော့အောင်ပြီးလို့လက်သီးလံမောင်းတန်းကြွေးကြော်နှုတ်ဆက်ကြတာကို Lieutenant Colonel Gordon Han ကကိုယ်တိုင်တွေ့မြင်ခဲ့ပြီးတော့ CID ကိုသတင်းပို့ခဲ့ပါတယ်။ဒါကြောင့်မွန်းလွဲပိုင်းမှာပလိတ်စုံတော့ဘက်နဲ့တောင်းကျန်းသူနှိမ်နှင်းတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့အေးရကန်ဆောင်မှာရှိတဲ့ဦးစောနေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့ပါတယ်။ဦးစောရဲ့တပည့်တဦးဖြစ်တဲ့မိုင်ယူရဲ့မှုံကြီးကတနက်ကိုကင်ဆွဲပြီးတော့ခုခံပစ်ခတ်သေးပေနဲ့အင်အားချင်းမမျှတာကိုရိပ်မိတဲ့ဦးစောကအချိန်မီတားဆီးခဲ့တဲ့အတွက်ဦးစောတို့လူတိုက်အားလုံးကိုဖမ်းဆီးရမိခဲ့ပါတယ်။
ဦးစောအိမ်ထဲကနေစာရွက်စာတမ်းတွေမကြာခင်ကမှပြုလုပ်ထားတဲ့ဦးစော Prime Minister ဆိုတဲ့ရာဘာတစိမ့်တုံးနေတဲ့အတူအင်္ဂလိပ်စစ်တပ်ကပျောက်ဆုံးသွားတဲ့လက်နက်ခဲယမ်းမီးကျောက်တွေတချို့ကိုအိမ်ထဲမှာကောအိမ်အနားမှာရှိတဲ့အင်းယားကန်ကရောရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်ဒီလိုမြန်မာပြည်ရဲ့ကန်ဆိုးမိုးမောင်ကြခဲ့ရတဲ့လှုပ်ကြံမှုကြီးနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာဗိုလ်ချုပ်ရဲ့အပါတော်မြဲဘိုးထွန်းလှရဲ့ထုတ်ဖော်ရေးသားချက်အရစတင်းကန်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတော့သတင်းတွေအမျိုးမျိုးတက်လာပြီးလုံခြုံရေးအခြေအနေစိုးရိမ်ရတဲ့အထိပြောဆိုမှုတွေရှိလာတဲ့အခါပြည်ထောင်ရေးဝန်ကြီးဦးကျော်ငိမ့်လန်ဒန်သွားနေခိုင်မှာပြည်ထောင်ရေးဌာနတာဝန်တွေကပူးတွဲယူထားတဲ့ပျော်ဝဲဦးမြကဗမာတက်မတော်ကတက်စိတ်တစိတ်ကိုထုတ်လိုက်ပြီးတော့ဗိုလ်ချုပ်မသိအောင်အတွင်းဝင်များယုံအတွင်လမ်းမှာကင်းမုံချထားလိုက်ပါတယ်မြန်မာပြည်ရဲ့ကန်ဆိုးမိုးအောင်ကြမှုအစလို့ပြောရမယ့်ကိစ္စကတော့ဒီတက်စိတ်တွေကရဲဘော်တယောက်ကကိစ္စတစ်ခုနဲ့အပြင်ထွက်လာချိန်မှာရုံးတက်ဖို့လာနေတဲ့ဗိုလ်ချုပ်နဲ့တွေ့ပြီးတော့ဦးမြကိုဒီတက်စိတ်ကိုရုပ်သိမ်းမှုအမိန့်ပေးခဲ့တာကြောင့်လှုပ်ကြံမှုမဖြစ်ပွားခင်ရက်ကမှဒီလုံခြုံရေးကင်းမုံဝစ်နေတဲ့တက်စိတ်ရုပ်သိမ်းသွားခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့သူ့ကိုလှုပ်ကြံမဲ့လူမရှိနိုင်ပါဘူးဆိုတဲ့ယုံကြည်ချက်နဲ့အဆောင်အယောင်ပကာသနာတွေကိုယွန်ရှာဆက်ဆုပ်တဲ့လွတ်လွတ်လပ်လပ်ယူသားသားနေထိုင်ခြင်းနဲ့ဗိုလ်ချုပ်ရဲ့စိတ်ရင်းစေတနာဖြူစင်ယူသားမှုကိုခွင့်ကောင်းယူပြီးတော့လှုပ်ကြံခဲ့တဲ့လှုပ်ကြံမှုကြီးကိုအန်ကျိတ်တောက်ခေါက်မိပါတော့တယ်မြန်မာပြည်သူလူထုရဲ့စိုးဝါးလာတဲ့ကံကြမ္မာလို့ပဲပြောရမယ်ထင်ပါတယ်ဒီလိုနိုင်ငံခေါင်းဆောင်ကြီးတွေကိုလှုပ်ကြံတက်ဖြတ်ရတဲ့အကြောင်းရင်းကတော့လန်ဒန်ဆွေးနွေးပွဲမသွားခင်လအနှဲငယ်လိုကဖြစ်ပါတယ်ကာဂီယောင်ဝစ်စင်ထားတဲ့လူနှစ်ယောက်ကဦးစောကိုတနက်နဲ့ပြစ်ခတ်လှုပ်ကြံရမှာအသက်မသေးခဲ့ပဲနဲ့မျက်ခုံးကိုရှက်မှန်ပြီးတော့တန်ရာရခဲ့ပါတယ်ဒီလှုပ်ကြံမှုကိုဘိုးနေဝင်းနဲ့ဘိုးအောင်ကြီးတို့ရဲ့အစီအမံနဲ့ဦးမြလိုင်းပေဘူးလာမဂဇင်းအက်ဒီတာဟောင်းကကားမောင်းပြီးတော့ကားပေါ်မှာပါလာတဲ့ရန်ကုန်ဘားဆွေကပြစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်ရန်ကုန်ဘားဆွေကိုပေးကင်ပြီးတော့ပြစ်ခတ်စေခဲ့တဲ့တနက်ကတက်ရင်မှုဘိုးနေဝင်းအဲ့ဒီချိန်ကဘိုးနေဝင်းဟာတက်ရင်မှုသာရှိပါသေးတယ်သူကင်ဆောင်တဲ့တနက်ဖြစ်ပါတယ်ဒီကိစ္စကဗိုလ်ချုပ်အောင်ဆန်းနဲ့ပြည်သူရဲဘော်လက်ချက်ဖြစ်တယ်လို့ယူဆပြီးတော့ဦးစောကဗိုလ်ချုပ်နဲ့ခေါင်းဆောင်ကြီးတွေကိုလှုပ်ကြံတက်ချက်လက်စားချီတာလို့ပြောကြပေနဲ့အမှန်တော့ဒီလှုပ်ကြံမှုကြီးကဒီထက်ပိုလေးနေတဲ့ရည်ရွယ်ချက်တွေရှိပါတယ်ဦးစောဟာဗိုလ်ချုပ်တို့ကိုရန်သူဘက်အနေနဲ့လှုပ်ကြံတက်ဖြတ်တာမဟုတ်ဘဲနဲ့ဦးစောကတချိန်ကကောင်လေးတယောက်လူယူဆခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းကနိုင်ငံအမျိုးသားခေါင်းဆောင်ကြီးဖြစ်လာပြီးတော့သူတို့နိုင်ငံရေးသမားစားဖောက်ဦးကြီးတွေအတွက်မြန်မာနိုင်ငံရေးဇက်ခုံမှာနေရာမရှိဖြစ်နေရတဲ့အဖြစ်ကိုကြိတ်မနိုင်ခဲမရဖြစ်နေရပါတယ်။ဒါကြောင့်ဦးစောအနေနဲ့ဖဆပလခေါင်းဆောင်အားလုံးကိုဖယ်ရှားနိုင်မှသူ့အနေနဲ့အာဏာရရှိနိုင်မှာဖြစ်တယ်လို့ယူဆပြီးတော့ရန်ကုန်မှာရှိတဲ့ဖဆပလခေါင်းဆောင်အားလုံးသမကနေမှာရှိတဲ့ဖဆပလခေါင်းဆောင်တွေကိုပါလှုပ်ကြံတက်ဖြတ်ဖို့စီစဉ်ခဲ့ပါတယ်။ဒါကြောင့်လဲအင်္ဂလိပ်အာဏာပိုင်တွေနဲ့ပူးပေါင်းခိုးယူထားတဲ့လက်နက်ခဲယမ်းတွေကိုအိမ်နီးနားအင်းယားကန်ထဲမှာဝှက်ထားသလိုလက်နက်တချို့ကိုလည်းမျိုးချစ်ပါတီဝင်တွေစီကိုဖြန့်ဝေထားပြီးဖြစ်ပါတယ်။ဒီလိုဂလုံဦးစောကအကြံစီကြီးကြီးမားမားကြံစီနိုင်မှုဟာနယ်ချက်ဗြိတိရှတွေရဲ့မြောက်ပင်အားထုတ်မှုကြောင့်သာဖြစ်ပါတယ်။ဗြိတိရှကွန်ဆာဗေးတစ်နိုင်ငံရေးသမားတွေစစ်ဖက်နဲ့အရက်ဖက်ကပုဂ္ဂိုလ်တွေဟာသူတို့ရဲ့ရန်သူတော်ဟောင်းဗိုလ်ချုပ်အောင်ဆန်းနဲ့ဖဆပလအဖွဲ့အစည်းအာဏာရနေတာကိုမရှုစိတ်မနာလိုကြပါဘူး။ဒါကြောင့်မြန်မာလွတ်လပ်ရေးမယူမီမှာဖဆပလအစိုးရအဖွဲ့ကိုဖြုတ်ချပြီးမြန်မာနိုင်ငံကိုဒိုမီနီယံအတွင်းမှာဆက်ရှိနေအောင်ဂလုံဦးစောလိုပုဂ္ဂိုလ်မျိုးတွေနဲ့ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပါတယ်။ဂလုံဦးစောနဲ့အပေါင်းအပါတွေကပြစ်မှုထင်ရှားတဲ့အတွက်1948ခုနှစ်ဒီဇင်ဘာ30ရက်နေ့မှာတည်တံစီရင်ချမှတ်ခဲ့ပါတယ်။တရားခံတွေကအစစ်စင်အယူခံဝင်ပါတယ်။နောက်ဆုံးအယူခံလွှာကို1948ခုနှစ်ဧပြီလ29ရက်နေ့မှာတရားလွှတ်တော်ချုပ်ကပယ်ချလိုက်ပါတယ်။ဒီနောက်မှာသမ္မတထံတနာခံစာတင်သွင်းခဲ့ပြန်ရာခင်မောင်ရင်ဒုက္ခနဲ့မောင်လီတို့အပေါ်ချမှတ်ထားတဲ့တည်တံအမိန့်ကိုပယ်ဖျက်ပြီးတော့တသက်တကြွထောင်ဒဏ်ကိုလွှဲပြောင်းပေးခဲ့ပါတယ်။ကျန်တရားခံတွေဖြစ်တဲ့ဂလုံဦးစောတန်နှင်းမောင်စိုးနဲ့မှုံကြီးတို့ကိုအင်းစိန်အကျဉ်းတော်မှာ၎င်းစိန်ကြီးနဲ့ရန်ကြီးအောင်တို့ကိုရန်ကုန်အကျဉ်းတော်မှာ၎င်း1948ခုမေလ10ရက်နေ့အာယုံတက်ချိန်9နာရီခွဲမှာတစ်ချိန်နဲ့ကျိုးတံစီရင်ခဲ့ပါတယ်ဒီလိုနိုင်ငံတော်လှုပ်ကြံမှုကြီးဖြစ်ပွားပြီးတဲ့နောက်မှာမြန်မာပြည်ကိုဗြိတိရှဘီယင်ခံချုပ်ဆာဗရန်ကဦးနုခေါင်းဆောင်တဲ့ဂျားပြက်အစိုးရဖွဲ့ကိုအာဏာလွှဲပြောင်းပေးခဲ့ပြီးတဲ့အချိန်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံကတရားဝင်လွတ်လပ်ရေးနေ့ဖြစ်လာတဲ့အပြင်ဦးနုကလည်းမြန်မာပြည်ရဲ့ပထမဆုံးသောဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်
ဗိုလ်ချုပ်ဆန်းတဲ့တူကြာဆုံးသွားကြတဲ့အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ရုပ်လောင်းကို1948ခုနှစ်ဇူလိုင်20မွန်းလွဲ2နာရီမှာဂျူဘလီခန်းမှာကိုရွှေ့ပြောင်းတည်ယူခဲ့ပြီးတော့ဂါရဝပြုခံခဲ့ပါတယ်။ဥရာဇတ်နဲ့ရဲဘော်ကိုထွေးတို့ရဲ့ရုပ်လောင်းကိုဂျူဘလီခန်းမှာကနေတာမွေကင်းဘဲလမ်းမှာရှိတဲ့မွတ်စလင်သင်းချိုင်းကိုတည်ဆောင်ပြီးတော့အစ္စလမ်ဘာသာအရမြုပ်နှံတကြိုခဲ့ပါတယ်။မိုင်းဘုံစော်ဘွားကြီးဆက်ဆံထွန်းရဲ့ရုပ်ကလပ်ကိုပြည်내မြို့တော်ဖြစ်တဲ့မိုင်းဘုံမြို့ကိုတည်ဆောင်ပြီးတော့ဒေသထုံးတမ်းအစဉ်လာရအခမ်းအနားနဲ့တကြိုခဲ့ပါတယ်။အယိုးပြတဝက်ကိုရန်ကုန်မြို့မှာရှိတဲ့အာဇာနည်ဗိမာန်မှာထားရှိဖို့ပေးပို့ခဲ့ပြီးတော့ကျန်အယိုးပြတဝက်ကိုမိုင်းဘုံမြို့တော်ရဲ့တောင်ဘက်ကုန်းအာဇာနည်ဗိမာန်ပြတ်သက်တီဆောက်ပြီးတော့ထားပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတဲ့ကွာကြာဆုံးသွားကြတဲ့အပေါင်းပါဝင်ကြီးများကို1948ခုနှစ်ဧပြီ17ရက်နေ့နိုင်ငံတော်ဇာပနအခမ်းအနားကျင်းပပြီးတော့နှစ်စဉ်ဇူလိုင်လ19ရက်နေ့ကိုအာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ထိုနေ့ကိုရောက်တိုင်းနှစ်စဉ်နှစ်တိုင်းအာဇာနည်နေ့အခမ်းအနားကိုနိုင်ငံတော်ဝန်ကျင်းပကြပါတယ်။ဝန်내ချင်းအထိမ်းအမှတ်ဖြစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုနိုင်ငံတော်ဝန်မှာတိုင်ဝက်လွှင့်ထွန်းခြင်းကြာဆုံးချိန်10:38မိနစ်မှာမြန်မာအသံနဲ့ရုပ်မြင်သံကြားကအိုဆွဲအချက်ပေးခြင်းဒီအချိန်မှာတွာလာနေကြတဲ့မော်တော်ယာဉ်တွေခိတ္တရပ်ပြီးဟိုးနီးခြင်းနဲ့ဝန်내ချင်းအထိမ်းအမှတ်ဖြစ်နိုင်ငံတော်ဝန်အာဇာနည်နေ့အခမ်းအနားများကိုကျင်းပကြပါတယ်။တိုင်းပြည်အတွက်အသက်ပေးလူခဲ့ကြတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်အပေါင်းတို့ရဲ့မျိုးချစ်စိတ်တဲ့မြင့်မြတ်သောစိတ်ထားတိုင်းပြည်အပေါ်စေတနာမှန်တဲ့လွတ်လပ်ရေးရရင်ကြိုးပမ်းခဲ့တဲ့အာဇာနည်တို့ရဲ့ဂုဏ်ရည်ကိုလေးစားဥညွတ်ဂါရဝပြုလိုက်ရပါတယ်ခင်ဗျာ။မူရင်းစာရေးသားသူအားလုံးနဲ့အဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။